မင်္ဂလာပါရှင်အခုမနေလို့ရောက်နေတာတော့နှခောက်ဖရုံနယ်မြေတွေကနဂါးဖရားကိုရောက်နေတာဖြစ်ပါတယ်ရှင်ကြီးညိုစရာလေးပါအဖြူရောင်လေးနဲ့တပ်ပယ်နေရောပဲเนาะရေကန်လေးတွေလည်းရှိတယ်ပြီးလို့ရှင်ဟိုဘက်မှာနဂါးတွေအများကြီးရှိတဲ့နေရာကိုဆက်သွားမယ်เนาะနဂါးဖရားကိုရောက်ပါပြီရှင်နေရတော့ဒီချိန်နည်းနည်းပူတယ်ပေါ့เนาะနည်းနည်းလေးတော့ပူပါတယ်ဖះလာဘူးတဲ့သူတွေလည်းအများကြီးရှိတယ်အများစုကတော့တို့မြန်မာတိုင်းရင်းသားတွေအများစုတွေ့ခဲ့တယ်ပေါ့နော်ဒီကျောင်းမှာနဂါးတွေအများကြီးပါပဲရှင်ရောက်ဘူးတဲ့သူတွေအများကြီးရှိတယ်လို့မရောက်ဘူးတဲ့သူတွေအတွက်ကိုတင်ပေးလိုက်တာလည်းဖြစ်ပါတယ်အရန်ကြီးမဝေးဘူးเนาะဒါကြတော့မနင်တို့တနေ့တည်းကို9နေရာ6နေရာရောက်ခဲ့တယ်မနက်ခင်းပိုင်းတော့ကတော့စပစ်ချန်ပြီးတော့ဒီကိုဝင်တယ်ပေါ့နော်ဒီမှာကြည့်လိုက်နဂါးတွေအများကြီးအယုတ်တွေအများကြီးနဲ့ထွန်းထုတ်ထားတဲ့နေရာလေးတွေပေါ့နော်တွေ့လားအရန်လာတယ်နဂါးတွေအများကြီးပဲနော်ပုံရိုက်တဲ့သူတွေလည်းအများကြီးဖျားဖူးပြီးတော့ပေါ့နော်ကဲဆက်သွားကြည့်မယ်ပေါ့နော်သူကရေကန်လေးလည်းစောက်ထားပြီးတယ်လမ်းလေးလည်းအလယ်မှာကြကြလေးပေါ့နော်အပြင်မှာပန်းချန်ကျောင်းအဝင်ဝမှာအများကြီးပဲเนาะအဝင်ဝမှာအများကြီးပါပဲကေတာကတော့ဖះပေါ်တက်ကြည့်မယ်ဘောနေအရန်ပူတာခြေထောက်ပူကျွတ်နေရောပဲသိလားပြေးတက်ရတယ်အရန်ပူတကယ်ကိုနေပူတဲ့အချိန်ရောက်သွားတာဆိုတော့လေနဲ့ဖះပေါ်ရောက်ပါပြီဖះပေါ်နေအောက်မှာရှုခင်းလေးတွေရိုက်ပြပေးဦးမယ်เนาะကြီးညိုစရာဖះပုံကြီးပါကဲဒါကတော့အောက်မှာသူရဲ့ကျောင်းဝင်အကျယ်ထဲမှာပေါ့နော်ဟိုးနောက်မှာလည်းစားတောက်ဆိုင်လေးတွေရှိတယ်ရှင်ဒါနဂါးလေကားထည်လေးအတိုင်းထုထားတဲ့နဂါးရုပ်ထုလေးတွေပါကျောင်းမှာလာတဲ့သူတွေကတော့အများကြီးပဲစိတ်လည်းအေးချမ်းစရာလေးပါနာနာနေနေရာတွေကျောင်းဝင်တော့ရှောက်မှာဓပုံရဲစရာနေရာတွေလည်းအများကြီးပဲနော်အရန်ကိုလာတဲ့တကြောင်လုံးလဲလို့မကုန်ဘူးเนาะဒါမှနေကအကုန်ရိုက်မပြအောင်ဒါတော့ဒီဗီဒီယိုလေးအကုန်လုံးပေါင်းလိုက်မယ်ဆို3မိနစ်ကျော်လောက်တောင်ကြာမှာเนาะကဲဒါဒီဘက်နဂါးတွေအကွန်ရင်ငွေလေးတွေပေးထားတဲ့နေရာလေးတွေပါအထဲမှာဝင်လို့ရတယ်ရှင်အထဲမှာဝင်လို့ရှင်လည်းရုပ်ထုလေးတွေကလည်းအရန်ကိုမှအသက်ဝင်ပါတယ်အေးနေရောပဲဒီရုပ်ထုဆိုမျက်လုံးတွေအရှင်လိုပဲစိုက်ကြည့်နေတယ်လို့ပဲเนาะထုထားတာလေးတွေအရန်ကိုမှလာတယ်ပေါ့နော်အဲမှာမြဖရားလေးတဆူရှိတယ်ဖူးခဲ့ဒါနဂါးရုပ်ထုကြီးတွေပေါ့နော်ဒီမှာအသက်ဝင်နေနော်ပုံတွေအကုန်လုံးကကဲမရောက်ဘူးတဲ့သူတွေတွားရောက်ဘူးမျိုးလို့ရပါတယ်ဒီမှာကြောက်မြဖရားလေးပါပူဇော်ထားပါတယ်ရှင်အားလုံးတော်လဲကြပါဘုရားတော်ဖူးရင်ကုသိုလ်ရတဲ့ခီးသွားကြပါ